ရှောင်းနေတဲ့လမ်းနဲ့တပိတော့ရှောင်းနေတဲ့လမ်းတခြားစီပဲနော်ဖះသာသနာဆိုတာဘယ်ဟာကိုပြောတာလဲရှင်များပြောတယ်အကြီးကြီးပြောလို့တပိတော့အကြီးပဲပြန်ပြောဘာပြောတာအဲ့တော့သာသနာပြုတာဒီလိုလဲဒီသာသနာဘလူနာရဲ့ဖះလည်းဖះသာသနာဆိုတာအဆုံးမလေအေးလေအဲ့တော့ဘလို့ဆုံးမထားလဲရှင်များဘလို့ဆုံးမထားလို့လဲဟုတ်ရှင်များကိုယ်တိုင်ဖះအဆုံးမကိုပြောကြည့်လေဟောဖះကတော့နိဗ္ဗာန်ရောက်ရေးအဓိကပါပဲဒါဆိုရင်ရှင်များတို့အင်တာဗျူးဖို့အတွက် view တွေများဖို့အတွက်လုပ်တာ no အဲ့ဒါဗျာအရှင်များအခုအဲ့ဒါဗျာအရှင်များယင်ထဲမှာကွာတပည့်တော့အလုံးလုံးနေတာရှင်များဟိုဒီဟာတွေကိုတလဲရှင်များပြောတယ်ဒီဝရက်နဲ့အခုရှင်များဒီရက်ရောက်လာတာနှစ်ခေါက်ရှိသွားပြီဟုတ်တယ်အဲ့ကတော့မှအရှင်များလာပြာအကြောင်းမရှိသေးဘူးအဲ့ဒါပြောတာ standard မတူဘူးတပည့်တော့ကိုရက်တည်မှုရှိတယ်မှန်တယ်ရှင်များတပည့်တော့ဆိုရှင်များသိချင်လို့လာမေးခဲ့တယ်အခုနဲ့ကျောင်းတိုက်ကလေးတွေနဲ့ဟိုပြည့်ရက်ကလေးရှိရနဲ့နည်းနည်းလေးမန်တက်သွားတဲ့အရှင်များရဲ့မျက်နှာအနေထားအရှင်များပဲသိရမှာပတ်ဝန်းကျင်နဲ့သိမယ်မန်တက်သွားတာမဟုတ်ဘူးရှင်များမေးနေတဲ့စကလုံးတွေအားလုံးကရင်ထဲမှာပူလောင်လားအေးချမ်းလားဆိုတော့ရှင်များကိုယ်တိုင်ဦးချင်းအေးချင်းကိုလွတ်နေတဲ့စိတ်နဲ့ပြောနေတာဟာရှင်များပိုင်လိုက် yes ရှိပါဟောရှင်များဓမ္မကိုအာမခံပြောတာရှင်များဟန်ပြပြီးခုနတို့သူများကိုညစ်ပတ်တာလားတို့စိတ်ပုတ်ကိုထားတဲ့သဘောတကယ်မသိသေးတာသိကြတယ်ရှင်များသိလာရင်ဘယ်လောက်ကြီးမဖြစ်တော့သိရတယ်ရှင်များတပည့်ကြီးကြားထဲမှာဘယ်လောက်ပဲသူတို့ပြောနေနေသူတို့သိတော့နေသူလည်းရှိမှာပဲရှင်များတပည့်တော့ခွင့်လွတ်တယ်ဒါသူတို့လည်းအပြစ်မတင်ဘူးဟောသူတို့ကဘာပြောနေလို့ရှင်များခွင့်လွတ်နေဟောခုနပြောတယ်တယောက်စီဝင်ပြောနေမလို့ဆရာနဲ့ပြောနေတယ်သူတို့ဂျားတွေကတက်တင်ခံလာအောင်နဲ့ဒီဝရလမ်းကိုရင်ရှင်းပြဟုတ်ပြီရှင်းချင်းလေးပဲအဲ့တော့ကိုယ်ဆရာနဲ့လာတာမှာအောက်ကတပည့်ကပိုးပြီးတော့ကျူးရမလို့ဟုတ်ပြီဟိုလူပြောနွားရှိထွန်ကျူးရမလို့သူတို့ပြောဖို့မလို့ဟောအဲ့တော့ရှင်မြတ်ဒါရှင်မြတ်ဘာမှပြောကာကွယ်နေတာလည်းမဟုတ်တပည့်တော်ကအရှင်မြတ်တခုတည်းပဲတပည့်တော်ကမှဘယ်လိုမှမရှိဘူးဟုတ်ပြီလာပါကဲပါငါမလုပ်ဘူးအဖွဲမလုပ်ဘူးဟုတ်ရှင်မြတ်ကောင်နဲ့ဒါမဲ့ချင်းသေးဆိုလို့မှန်တယ်တရားဟာတကယ်ကိုညီဟနာတာဖြစ်ရမယ်ဟုတ်ပြီအရှင်မြတ်မှာဟိုမလုံလို့နောက်ကလိုက်ပိတ်တာတို့ခုနပြောလို့ယူလို့ခြင်းလို့လားရှင်များရဲ့လူဘွားအေးစင်းနေမှာပေါ့မဟုတ်လေရှင်များသာသနာကြော်ကြားမှုအဲ့ဒါမသိကြဘူးရှင်များသာသနာကိုယဉ်ရှင်းပြသာသနာအဆုံးမှာပါလားဦးဖေကဘယ်လိုသာသနာဘယ်ဟာသာသနာလဲရှင်များဘယ်လိုသာသနာပြုလဲတပည့်တော်ကတော့တဲ့ပြောရင်တော့မသိတဲ့သူတွေသိအောင်ဓာတ်ရိုက်တော်၎င်းတော်ဝဲတော်၎င်းပြီးတော့ဟောနိုင်တယ်ဟောနေတယ်ဟောမယ်ဒါအခုအရင်တော့ကတပည့်တော်အသက်15ဝါတီဒီကနေ့16ဝါတီ15ဝါတီရန်ဖြစ်တဲ့15ဝါတီမှတပည့်တော်ဒီတော်ဝဲတော်နီးတဲ့သာသနာပြုခဲ့တယ်အခုမဟုတ်တရားကိုချပြတယ်အရင်တော့ကမသိတဲ့သူတွေဟိုနိုင်ငံကျော်မှာရှိတဲ့ဆရာတော်ကြီးတွေတမတော်ကြီးသူတို့မှန်မမှန်ကိုတရားနဲ့ပဲဆွေးနွေးသွားတာသူတို့မစော်ကားဘူးဘေးလူကကြည့်လိမ့်မယ်အခုနကလူမြောက်ဦးဆရာတော်ဆွေးနွေးတယ်တပည့်တော်မှာအကုန်ရှိတယ်ရှင်မန်းနဲ့ဆွေးနွေးတယ်အကုန်ရှိတယ်ဒါတွေကိုပြန်ပြီးပါလားတပည့်တော်လိုအပ်မှတင်ပါပါသူ့ကိုသိက္ခာချဖို့သူ့တဲ့တာကိုမလိုပါဘူးတပည့်တော်လုတ်ခင်းတာတပည့်တော်တန်တရားပါတပည့်တော်တနေ့ဘာလဲဆိုတာနောက်ကလိုက်ကြည့်ရင်ကောင်းပါလေအရှင်များဘာလဲဆိုတော့အရှင်များဘဝဘယ်ရလာလဲအရှင်များအတိလို့တပည့်တော်ဘဝဘယ်ရလာလဲကိုအာမခံနေမယ်လူမိုက်ကလူလိမ္မာဖြစ်သွားတဲ့လူတွေအများကြီးရှိတယ်လို့လူလိမ္မာလူမိုက်ဖြစ်တာလည်းအများကြီးဆိုတော့ကိုလန်းကိုလျှောက်တဲ့နေမှာတပည့်တော်သာနာပြုတာဖြူလို့ခြင်းလို့ဘာမှမဟုတ်လို့ဟုတ်ဒီလိုပြောနေတာဖရာသာနာကိုရှင်များကပြောနေတယ်ဒေဝရလန်းနဲ့ဖရာလန်းအဲ့အောင်ရင်ရှင်းပြဟောတော့ပဲဖရာလန်းအဆုံးမအမှန်တိုင်းသွားပြီးလွတ်မြောက်တယ်ဒေဝရလန်းကတော့ဖရာကိုတောင်အပြစ်တင်ပြီးတော့အပယ်သွားတယ်ဟုတ်ပြီအဲ့တော့ဖရာဘယ်လိုဆုံးမထားတယ်ဘယ်လန်းလျှောက်ခိုင်းလဲဖရာအခုဘုရားနိဗ္ဗာန်လမ်းသွားတော့နိဗ္ဗာန်လမ်းသွားတယ်နိဗ္ဗာန်ရောက်ကြောင်းတော့ရှင်မြတ်ဘယ်လမ်းနေသွားလဲနိဗ္ဗာန်ရောက်ကြောင်းလမ်းပဲသွားတာပေါ့မဟုတ်လေရှင်မြတ်ဒါဆိုရှင်မြတ်မဇ္ဈိမပရိပရာတွေလို့စကလုံးတွေပြောရမှာဆောက်ရှောက်ရေးအဖွဲ့လို့ပြောရရှင်မြတ်တယောက်တည်းရိုက်တယောက်တည်းဒရိုက်တာတိုက်တယောက်တည်းအိုင်ဒီယာလုပ်နေတဲ့ဟာအဲ့အဖွဲ့နေတော့မလားဘူးဒီတယောက်တည်းအဲ့ဒါပြောတာပေါ့အရှင်ဖျားရဲ့ရေးထားတာကဗုဒ္ဓဂုံကြီးရဲ့သာသနာကိုစောင့်ရှောက်တာအဖွဲ့အဖွဲ့ဆိုတာဘယ်နှယောက်အဖွဲ့လို့ခေါ်ရှိတာပေါ့ပြီးတော့လာပြီးစောင့်ရှောက်နေတဲ့လူအားလုံးအဖွဲ့ပဲအခုအရှင်များကိုယ်တိုင်လာပြောနေတယ်အရှင်များတပည့်တော်ရောက်လာတဲ့အကြောင်းကစောင့်ရှောက်ဘူးဒါပဲကျန်တဲ့ငွေကြေးထောက်ပံ့တာသူ့ရဲ့ standard ပြီးတော့ပွားတာမလဲဟိုကလည်းမလုပ်ဘူးလေမလုပ်ဘူးလားပြောတယ်ရှင်များစကားစောင့်ရှောက်တာလည်းမဟုတ်လေဒါကရှင်များဒါဒီကတပည့်တော်တို့ကဒီလမ်းကြုံနဲ့ဝင်လာတယ်ဒါပဲရှင်များဟိုစောင့်ရှောက်တာလည်းမဟုတ်မစောင့်ရှောက်တာလည်းမဟုတ်တပည့်တော်ကရှင်များဖိတ်လို့တောင်မလာနိုင်သေးတာဟုတ်ပြီဒါတဲ့ပြောတာတော့လမ်းကြုံမှုကိုမပြောနဲ့တရားနဲ့ပတ်သက်ဒါပေမဲ့လာဖို့ဆန္ဒတော့ဒီဝါရင်းမှာရှိတယ်အတူတူတရားလေးတွေနာလာမှာဟောငါဥဒုရိယကြီးတော့ဒါလေးတွေပြောကျင်တယ်လို့ဟုတ်မှန်တော့စကားပါစကားလေးတွေမှာရေးထားပါတယ်ဥဒုရိယကိုတွေ့ရင်တော့ပြောကြသေးတာပေါ့လို့ဒီဆုံးသားနောက်ကြအောင်မယ်ရှင်ပြကြီးပြီးတော့ဒီမှာပဲစားဖို့တော့ပြီးတော့ဖိတ်ပါတယ်ရတယ်ဆုံးတော့မဟုတ်ဘူးလေဩအဲ့တော့နောက်ကြမှာဆိုလို့နိုင်ဝက်ရှိနေပြီဆိုတော့ဒီမဲ့အရှင်များနဲ့တွေ့ရင်ဟောအေးအဲ့ဒါလေးမေးရမှာပါအရှင်များကတရားသမားတယောက်ပြောတယ်ဟိုဒီမေးကြည့်တာပါအားလုံးရောမှန်တယ်လို့ပြောကြည့်ပါဟိုရှင်များညောင်ရွက်ကြီးကကဘာမှာအကြီးဆုံးဆိုပြီး
အဲ့ဒါကိုရှင်ဘယ်လိုမြင်လို့လဲဘာကြောင့်အဲ့ဒါကိုကျင့်တတ်တာလဲ ရှင်းစနာကိုဘာကိုမြင်တာလဲညောင်ရွက်ကိုမြင်တာလား အရှင်များပြောတဲ့စကားကအဲ့ညောင်ရက်ပေါ်မှာကောင်းမှာအကြီးဆုံးလို့ထင်တယ်ဒီနေရာမှာ9ရောက်လာလို့ဒါတွေဖြစ်တယ်လို့ရှင်များမြင်တယ်ဒါကြီးကိုရှင်များတကယ်ကိုယုံကြည်နေတယ် ဟုတ်ယုံကြည် အဲ့ဒါဆန်းလို့လားလို့ မဟုတ်လေတပည့်တော်ဟာ ရှင်တော်ဆန်းနေလို့ရှင်များဒါကြီးကိုကဘာကျော်တွေရောရှင်များလောကမှာဆန်းနေသေးတယ်ဘာတရားမှမသိသေးတာရိုးရိုးလေးရဒီပြောတာ ဟုတ်ပါတယ် ဟုတ်မဟုတ်ကိုကျန်တဲ့ရှင်များဘုရားရဟန္တာတွေကိုလိုက်ပြီးလို့ရ မြင်တာလား body ညံတတ်တာဆိုတော့ body ဆိုတာကဟိုဒီ body ဆိုတဲ့ဟာ စကလုံးကိုလှတိုင်းရှောက်ပြောလို့မရဘူးရှင်များပြောခဲ့တဲ့အမှုရာနဲ့ပြီးတော့ဒါအခုဒါလေးဖောက်လိုက်လို့ဒါဒီစကားပြောတာတကယ်တော့ရှင်များ ကျွန်တော်ညောင်ရွက်ပဲမြင်တာကိုညောင်ရွက်မြင်တဲ့လူညောင်ရွက်ပဲကြည့်ပေါ့ညံကိုမြင်တဲ့လူညံ no ညောင်ရွက်လို့သိနေတဲ့ညံကူကမပြည့်စုံသေးတာ ဘုရားစနုတော်ကိုမြင်တာလားရှင်မြတ်ဓမ္မကိုမြင်တာလား မဲအဲ့ဒါပြောတာ ဒီတော့အဲ့ဒီလိုမျိုးပဲမြင်တာလေရှင်မြတ် အရှင်မြတ်စင်းတို့ရချိုးပြပြီးဘုရားတင်နေမှာဆိုလို့ညောင်ရွက်ကြီးကထူးတဲ့အတွက်ကိုငါရောက်လာလို့ထူးတယ်ဆိုရင်ဘာမှမထူးသေးဘူး ဒီတော့ဒါကိုပိုင်းခြား ပြီးတော့ဒီတရားရောနားလဲပြီးတော့ရှင်းတာရောနားလဲလား ရှင်မြတ်ပြောတဲ့ ထူးတယ်လို့ထင်နေသမျှမထူးသေးတာ ရှင်မြတ်ဒုက္ခပဲရှင်မြတ်ဟောတဲ့တရားဘယ်နာရှင်းလို့ဘယ်နာရှင်းရမှာတော့ ဩရှင်မြတ်ကောတုဟလကိုယုံနေတယ်လို့ကောတုဟလကိုငါရောက်လာလို့ညောင်ရွက်ကြီးရှိတယ်ညောင်ရွက်ကြီးကဒါထူးရတယ်ဒါကြောင့်လူတွေကြောင့်အဲ့ကောတုဟလတရားမသိတဲ့လူပြောတဲ့စကားကဘာကိုချပြလို့ရတယ်ဘုရားဒါမျိုးခါမလုပ်ခဲ့ဘူးဟိုပင်မတက်ဒီပင်မတက်ရလူတွေထင်ကြအောင်မလုံးနဲ့အဲ့ဒါလှုပ်တာတကယ်ကိုကောတုဟလတပည့်တော်ပြောတာအခုသာနာပြီးတော့ဆိုသူနဲ့လည်းမေးမယ်ဟုံးလည်းမေးဆွေးနွေးမယ်အများကိုတင်ပြမယ်ကြိုက်ကမကြိုက်တာဥက္ကောအပြစ်ပဲပြောဖြူတွေလိုက်တယ်ကိုနဲ့မဆိုင်တခုမှမလိုလားဘူး အဲ့လိုရှင်မြတ်လည်းမလိုလားကိုတရားကိုအားထုတ်တော့ ဟောလုပ်တယ် ရဟန်းလုပ် အရှင်မြတ်တို့လာပြီးဆုံးမနေအရှင်မြတ်လာပြီးတော့နှခေါက်လာပြီးတော့အရှင်မြတ်ဒီလိုမရောက်သေးဘူးလို့ ပြန်ပိတ်ပေးတာတပည့်တော်အဲ့ဒါတွေစိတ်မဝင်စားဘူးလို့ပြောပြီးတော့ရှင်မြတ်စိတ်ဝင်စားအောင် စိတ်မဝင်စားတာဟုတ်ပါ ရှင်မြတ်မဟုတ်သေးဘူးလေ တာနာကိုအပြင်းအပြုတယ်လို့အခုစအတွင်းပြုတာကိုယ်တိုင်လဲလို့ကိုယ်တိုင်လဲလို့ခုနကဘုရားစီအရှင်မြတ်စီမရောက် ဟုတ် သေး ရှင်မြတ်တပည့်တော်ကရှင်မြတ်ကိုပြစ်ပြောချင်တာမဟုတ်ဘူးရှင်မြတ်ပြောတဲ့စကားကဟိုဘာမှစိတ်မဝင်စားဘူးလို့ပြောပြီးတော့ရှင်မြတ်လုပ်နေတဲ့လုပ်ရက်ကအဲ့ဒါစိတ်ဝင်မစားဘူးလို့ပြောလို့မရဘူးစိတ်ဝင်စားလို့တာတပည့်တော်ကြောင့်ရှင်မြတ်လေးလာပြီးတော့ရှင်ကဘသူတွေနဲ့စကားပြောတယ်ဘသူတွေနဲ့စုံစမ်းနေတာဆိုတော့တပည့်တော်သိတယ်တစ်ချက်တစ်ချက်ကောမက်တက်ရေးတာလည်းတွေ့တယ် ဘုရားစုရဲ့အဖျားတပည့်တော်အစိတ်တောက်ပြီးတရားတယ်ကိုတော့ဘာတရားမှမရပါသေးနဲ့အရှင်ကြားထဲမှာတစ်ချက်ရေးမြင်လဲလီးလိုက်ပါ တပည့်တော်ထဲမှာရေးတာမဟုတ်သူများ သူများတော့ဘယ်တော့မှမရေးပါဘူးအကောင့်တုမရှိပါဘူး ထဲမှာတော့မရေးဘူးပေါ့ ဩမှန်တော်စကားပါဘုရား ဟုတ်ပါ ဒီစကားကြောင့် ရပြီတပည့်တော်ရတယ်အဲ့ဒါ မရနဲ့ဆွဆွဲပြီးရင်ဆွဆွဲတဲ့စကားကိုအာမခံရတယ်အများရှိတယ် ရအောင်ရှာခဲ့ပြီမယ် ရှာခဲ့ရတဲ့အချိန်တက်ပြီးနဲ့ ဟုတ်ပြီ ပြစ်လိုက်ခုနပြောတာတပည့်တော်ဒီခုနပြောလို့သူတပားကိုတပည့်တော်အပုတ်ချဖို့အတွက်တော့တမင်တက်မပြောဘူးတခုခုနဲ့အကြောင်းကြောင့်အခုနောက်တော့အရှင်မြတ်ကြောင့်မစုံစမ်းဘူးဒါပေမဲ့လာပြောမှတ်ထားလိုက်တယ်ဒါပေမဲ့အခုဒါယူသားသွားတယ်အခုဒီစာဘာကြောင့်ရေးလဲဩရှင်မြတ်သွားတော့ငါဒါလေးတွေမင်းမယ်ဘာကြောင့်လဲဆိုအရှင်မြတ်မှာတရားမသိတဲ့အချက်တွေဒါတွေဆိုလက်ညှိုးထိုးပြကြတယ် ဩရှင်မကိုကိုကြည့်လို့ရလား no သိတယ်ရှင်တရားရှင်းလေးတကယ်ကိုတရားသိလာတာနဲ့အမြသူ့မှာပြောရမယ့်အင်္ဂါတွေရှိတယ်ဂုံတွေရှိတယ်ဟုတ်တယ်မအင်္ဂါဆိုတာအကြောင်းမှမဟုတ်ဘူးရှင်ဗျာမဟာဟိုဘာတော့တကယ်ကိုထင်ရှားတဲ့အချက်တွေအဲ့ဒါတွေကကျန်တဲ့လူမမြင်ဘူးဗျာအဲ့ကတော့မှရှင်မြောက်မစွတ်စွဲတာ ရှင်များကိုတပည့်တော်အများနဲ့အဲ့ပြဿနာနဲ့ပြတ်တာပြီးရှင်များကိုအများနဲ့ရှင်းပြီးတတ်တာရှိတယ်အဲ့တော့မော်ကျွန်းကိစ္စကိုပြန်စမော်ကျွန်းမှာလည်းတပည့်တော်တရားဟောနေတော့ရှင်များကဥဒုရိယကြီးတဲ့တရားဟောတာအဆင်ပြေလားတဲ့ပြီးတော့ဟောတော့အဆင်ပြေပါတယ်လို့ဘာဖြစ်လို့လဲဥဒုရိယကြီးတဲ့ရှင်များတော့မသိဘူးတဲ့တပည့်တော်ကတော့ရှင်များဟောတဲ့တရားတွေတပည့်တော်အကုန်လုံးသိပြီးသွားပြီတဲ့တပည့်တော်လည်းဖြစ်ပြီးသွားပြီတဲ့တပည့်တော်အကုန်လုံးသိသွားပြီရှင်များပြောဘူးလေ မှန်တယ် အဲ့တော့ရှင်များကတပည့်တော်သိတဲ့အတိတွေကိုသိတယ်လို့ပြောရင်ရှင်များဘာလို့ယဟန္တာရှာနေတယ်လို့တပည့်တော်မမေးဘူးလားရှင်များ အဲ့တော့ တပည့်တော်ရှင်များ ရှင်မြတ်ကိုရှင်မြတ်ရဟန္တာထင်လား ဟုတ်ဟုတ်ဒီလိုပြောချင်တာရှင်များသိတယ်လို့ပြောတာတပည့်တော်သိတဲ့အတိလို့ရှင်များအကုန်သိသွားပြီတဲ့ရှင်များသိတဲ့အတိတပည့်တော်အကုန်သိပါတယ်တပည့်တော်မပြောပြခြင်းလို့တာမပြောပြ ဟုတ်တယ်အခုလည်းအဲ့လိုပြောရင်အခုတပည့် အဲ့ တော် လိုပြော ကိုယ် အဲ့ ကိုယ် လို လက်ခံ ပြောအောင်ရှင်များအဲ့ဒါဆိုရင်ရှင်များသိတယ်ဆိုရင်ဘာလို့ယဟန်အောင်လိုက်ရှာတာလဲလို့မေးတော့ရှင်များဘယ်လိုဖြစ်လဲ တပည့်တော်ကဘယ်လိုရှုံရေးရင်ပြင်းမိ ဘယ်လိုဖြစ်လဲတော့တပည့်တော်တဲ့ကိုယ့်တက်ရှာနေတာမဟုတ်ဘူးတဲ့တပည့်တော်အားလုံးသိပြီးသားတဲ့တပည့်တော်တက်ရှာနေတာမဟုတ်ဘူးတဲ့ရှင်များသူများကိုရှာမှလားကိုယ်တိုင်ဟောရမှာလားတပည့်တော်ရှင်များမမေးဘူးလားရှင်များကိုယ်တိုင်သိရင်ဘာလို့ယဟန်ရှာတော့မှာလဲကိုယ့်ကိုခေါ်လိုက် အခု တော့ တပည့်တော်ရှေ့ကပြောတဲ့စကားကြီးရှင်မြတ်ပြောပြီနော် ဟုတ်တယ် တော်ဝိုက်ပြီးတာနာပြုတယ်ဓာတ်ရိုက်တာနာပြုတယ်အခုတပည့်တော်ဓာတ်ရိုက်တာနာပြုတယ် ခုနရဟန်းလာရှာတဲ့ကိစ္စလေးကိုပြောပါဦး ဟောအရဟနာရှာတယ်ဆိုတော့တပည့်တော်အနေနဲ့ရှာတာမဟုတ်ဘဲနဲ့ခုနချက်စီရတော့ရှင်များတပည့်တော်တနိုင်ငံလုံးကိုပတ်ချင်တယ်ဘာလို့မှလဲရဟနာရှာမှာဒုက္ခပဲဒီကိုတော့ဟိုမြင်ရမယ့်အရာကိုမမြင်မဲနဲ့ပုဂ္ဂိုလ်ရှားနေတာဓမ္မမတွေ့ပါလားဆိုသိတယ်ဒါပေမဲ့တနိုင်ငံလုံးကသူ့ကိုသိမ်းပေါင်းဘလောက်လူထားတယ်အဲ့ဒါသွားမှာဆိုတော့
တပည့်တော်အားလုံးရှင်များတောင်းယူပါတော့သူကနိုင်ငံညာသားဖြစ်တယ်ဟောအဲ့ကဓမ္မဘာပြောဆရာတော်နဲ့တည်တော့သူ့ကိုအခက်ခဲမဖြစ်အောင်ကာကွယ်နိုင်မယ်ငါစောင့်ရှောက်ပါမယ်လေးဆိုပြီးတော့စီးရင်နေပေးဆိုတော့သူပေးရဲ့နာမည်ကိုဒီလိုပြန်ချစ်ပြတယ်ဒါဆိုရင်ဒီလူတွေကိုဒလီဆရာတွေဒီလိုပယ်လို့ရတယ်ဒါသာနာပြုဆရာတွေဖြစ်တယ်အဲ့ဒါမေးစရာမလိုဘူးဒါတွေကစာသင်လိုက်ကဆရာ အဲ့ဒါကဒကဏပါဒါတော့ဒါချက်ဖုံးကြီးသူကတော့သူ့ရဲ့အမြင်ဝါတော့ပြောလေရှင်များကိုယ်တိုင်ပြောတာအဲ့လိုရှင်များသိရှင်များကာသာပြုလိုက်ပါလားလို့ပြောရှင်များတော့ပြောတယ် အဲ့ဒါပြောတာပေါ့အခုတပည့်တော်ပြောမယ်အရှင်ပြားဖြစ်နေတဲ့ကိစ္စအခုတည်းဒီအချင်းမျိုးပဲအဲ့ဒါကိုအတိမာနလို့ခေါ်တယ်ငါတိတဲ့တရားနည်းနည်းလေးကိုတအားတိတဲ့ထင်ပြီးတော့လူတကာချပြတယ်အဲ့ဘဝမျိုးတပည့်တော်လဲလူဘဝရောက်တော့ တရားမြတ်စွာဘုရားသောရပန်တီတာနဲ့တစ်လုံးတီတစ်လုံးဟောခိုင်းတာငါတိတဲ့တရားကို ရှင်တော်ရပန်တီဗီသားလို့ပြောချင်တာလား လို့ပြောတာမဟုတ်ဥမာပြောချင်တာတရားဆိုတာကသောရပန်တီမတီရှင်တို့ဒီပိဋကတ်သုံးဖို့ဆရာတော်လည်းသောရပန်